ရှိတယ် NUG နဲ့လည်းကျွန်တော်တို့ကNUG ကိုမြန်မာနိုင်ငံရဲ့အရေးကြီးတဲ့အကြီးဆုံးသောထဲကပေါ့ဒီ main actor တယောက်အနေနဲ့ကျွန်တော်တို့အမြဲတမ်းရှုမြင်သုံးသပ်ပါတယ်မျှော်လင့်ချက်လည်းထားတယ်ဒါတပြည်လုံးအတိုင်းအတာနဲ့ပြောတာပေါ့တချို့သော NUG ရဲ့နှုတ်ခပတ်တွေကိုတော့ကျွန်တော်တို့ဘဝင်မကြတာလည်းရှိပါတယ်အထူးသဖြင့်ရခိုင်အရေးတွေမှာသူကမဖြစ်မနေပြောရတယ်ဆိုတဲ့အတိုင်းအတာကိုကျွန်တော်တို့ကလက်ခံတယ်ဒါပေမဲ့တချို့ကိစ္စတွေကလူသားထက်မပိုဖို့လဲကျွန်တော်တို့ကမျှော်လင့်နေပေါ့ဗမာပညာရေးစနစ်မြန်မာပညာရေးစနစ်ဒီမြန်မာပြည်ထဲမှာလည်းနေပြီးမှအညာဒေသတွေကိုလည်းကိုယ်ဒေသလိုပါပဲဒီဒေသတွေကိုအေးချမ်းဖို့တိုးတက်ဖို့လွန်မြောက်ဖို့ကျွန်တော်တို့တကယ်စေမှန်ကန်သောစေတနာရှိပါတယ်ဒီမြန်မာပြည်သူရဲ့လှုပ်ရှားမှုတွေကိုလည်းကျွန်တော်တို့တက်နိုင်တာအကုန်လုံးကိုပြဝေပြီးမှတက်တည်လျက်ရှိနေပါတယ်ဆိုတော့စောစောပြောခဲ့တဲ့အခြေခံမှုတွေပါပဲပြည်သူတွေကိုပြည့်မဲ့ပြည်သူတွေကိုထိခိုက်မှုမရှိအောင်တော့ကျွန်တော်တို့လုပ်ဖို့တော့လိုပါတယ်ဒီထက်မှာတော်လှန်ရေးအစပိုင်းမှာဒီဒေါသတွေပေါက်ကွဲပြီးမှအစိမ့်လောင်အမဲ့လောင်ဆုံးရှုံးမှုတွေလိုမျိုးရှောင်ရှားဖို့နဲ့နောက်လုံဆောင်မဲ့အလုပ်တွေမှာလည်းပဲဒီအဓိကပေါ့ပြည်သူတွေကိုအကာအကွယ်ပေးပြီးမှတိုင်းပြည်အနာဂတ်ကိုသေချာထက်ဆင်လာပြီးဒီထက်ကိုစီးလုံးအောင်လုပ်ဖို့တော့ကျွန်တော်တို့မှလိုအပ်နေတာ